ဒါလေးတော့ခေါင်းတစ်လေးပေါ့ဗျာခေါင်းတစ်ကနှစ်စပါတာပေါ့ဗျာဒါခေါင်းတစ်ပေါ့ဗျာသူကပယ်ကြီးလဲထုတ်လို့ရတယ်ကြောက်သားနုကန်လေးပါတာလွဲရင်ကြောက်စီကြောက်သားငိန်နေချောကုံကောင်းနေပေါ့ဗျာခုနတတိရဲ့ဒီတတိလေးရဲ့ပေါ့ဗျာဒါလေးကတော့ကျွန်တော်အဖြတ်မှာပေါ့ဗျာဒီတတိကိုတော့ကျွန်တော်ဖြတ်နေမယ်ခုနတတိကိုတော့ကျွန်တော်ခဏထားသေးရဗျာဒီတတိကိုကျွန်တော်အကျော်လေးတွေပါတယ်အကျော်လေးအနာရဲ့ဂျားရတဲ့ကိုသူကအနာကက်လန်လေးဗျာကက်လန်လေးကိုကျွန်တော်ကက်လန်လေးပြန်ပြီးတော့နေရတာပေါ့ဗျာဘေးတစ်ချက်စီမှာလဲကြောက်စီပေါက်လေးပါတာပေါ့ဗျာစီပေါက်ကတော့သူ့အနေနဲ့ငြိမ်တာပေါ့ဗျာအဓိကတော့ကျွန်တော်တို့အပွင့်မှာကကြောက်စီကြောက်တော့ညင်ရင်မီးထိုးခံရင်တပန်းတာတာပေါ့ဗျာနည်းနည်းကုံတယ်တိုင်းကြိုက်တာပေါ့ဗျာအစီသားညင်ရင်တုံတုံအစီသားလောင်းနဲ့မီးထိုးတာနဲ့သူ့အနေနဲ့သူညင်နေဆိုရင်အကောင်ကိုကြောက်စီကြောက်တာကြောက်စီကြောက်တာမျိုးအပွင့်မျိုးဆိုရင်ကုံတယ်တော်တော်များများတော့ကြိုက်ကြတယ်ဗျာဒါလေးကကျွန်တော်ဖွေးကုံလဲပါတာပေါ့ဗျာမကြမ်းဟဆိုတော့မက်ကတပတ်နှစ်ပတ်လောက်ပြန်ပြီးတက်တယ်ဗျပြန်ပြီးတက်တယ်ဒီကောင်လေးကိုကျွန်တော်လွှာလိုက်တဲ့အချိန်မှာမစိုးဘူးဗျအစီဘောကအခွန်နာကက်လေးသူအခွန်ကြောလိုက်သွားတာဗျအစီကိုအခွန်တောက်လျှောက်ဆင်းတာပေါ့ဗျကြောက်စီကြောက်တာမစိုးဘူးဗျမစိုးဘူးဆိုတာကြောက်ကငိန်အားကောင်းတယ်ဖွေးကုံကောင်းတယ်အရွယ်ရနိုင်တယ်ပေါ့ဗျာအစီသားကိုကျွန်တော်ခေါင်းရတာပေါ့ main တစ်နဲ့တစ်မှာပဲကျွန်တော်အားထားတာဗျကျန်တဲ့အစလေးကတော့ကျွန်တော်အသေးလေးတွေပြန်လိုက်ပလိုက်တာပေါ့ဗျအပွင့်ဖြတ်တော့ပြီးသွေးပလိုက်တာအသေးလေးတွေဒီဘက်တောင်းမှာလည်းအပေါက်ကလေးပါတယ်အခွန်စီလေးလည်းပါတာပေါ့ဗျသူကဒေါင်းလေးမှာပန်းလေးရောပါတယ်ဗျကြောက်ကတကယ်လုံးတက်မယ်ဆိုရင်2လိုင်း3လိုင်းလောက်ဆွဲနေရပါဗျအချက်တစ်လိုင်းလေးရမယ်လက်ရလိုင်းလေးရမှာပေါ့ဗျအဲ့လိုမျိုး2လိုင်း3လိုင်းဆွဲနေတဲ့တစ်ခါလေးကျွန်တော်တို့ဝါရှာအသေးလေးလည်းကျွန်တော်ရတာပေါ့ဗျဒါပေမဲ့ကျွန်တော်တို့အပွင့်လိုင်းဆိုတော့အပွင့်ပဲကျွန်တော်တို့ကအာတန်တာပေါ့ဗျအပွင့်မဲ့အာတန်တော့ဒီကောင်လေးကိုကျွန်တော်ဖြတ်ပြီးတော့ခွန်တိုင်းပုတ်ချပြပါဗျာဒါလေးကဒေါင်းပေါက်လေးပေါ့ဗျာသူပန်းကြားပေါ့ဗျာပန်းကြားကိုအစီငိမ့်နေဒူကောင်းတာကိုကြောက်ပေါက်အောင်ကောင်းတာပေါ့ဗျာကြောက်စီကြောက်သားလည်းမဆိုးဘူးသူကလည်းသူကျွန်တော်မန်းတဲ့လောက်တော့ဒါကတော့ဘလို့နေကျွန်တော်ရာထပ်ပြီပေါ့ဗျာကြောက်ကတော့ဒါလေးပေါ့ဗျာကျွန်တော်အကုန်ဖြတ်တော့တစ်ထားတာပေါ့ဗျာလိုက်တော့မလိုက်ရသေးဘူးဒါပေမဲ့ကျွန်တော်အဲ့မှာပါတဲ့ဘေးတစ်ပေါ့ဗျာခါတစ်လေးတွေအကြတစ်လေးတွေအစာလေးရတော့ကျွန်တော်ဖြတ်ပြီးတော့ကျွန်တော်အပွင့်တော့တွေးထားဗျာဟိုတနေ့ကကျွန်တော်မှတ်ဆန်းထားတဲ့ပွင့်လေးလေတပွင့်နဲ့ပေါ့ဗျာအကောင်လေးလေကျွန်တော်တေးလေးမှတေးလေးဗျာအကောင်လေးကြက်ပွင့်ဖြစ်တာပေါ့ဗျာကြောက်ကကြက်ပွင့်နေများတယ်ဆယ်ကြောက်ထွက်နိုင်တယ်အသေးလေးဆိုကြက်ပွင့်လွယ်ထနိုင်တာအနေထားမှရှိတာပေါ့ဗျာဒါလေးပေါ့ဗျာဒါလေးကိုကျွန်တော်မှတ်ဆန်းထားတယ်ပြီးမှရောင်းစီရောစုံးသက်လေးပေါ့ဗျာဒါကောင်တစ်လေးပေါ့ဗျာကျွန်တော်တို့85နဲ့ကြောက်တဲ့ဒါကောင်တစ်လေးကိုကျွန်တော်ဒီတိုင်းပြန်တိုက်ခိုင်းလိုက်တာကိုကြောက်က35 40 45 50အဲ့ဒါကျွန်တော်မယောင်းနိုင်ဘူးကျွန်တော်မြင်မှာကိုဒီကောင်10ကြောက်3 4ဘုံလောက်ထွက်နိုင်တယ်ဆိုပြီးကျွန်တော်မယောင်းဘူးဗျမယောင်းတော့အစီပေါက်ရဲ့ဘေးမှာအခွန်ကက်စီရဲ့ဒီကောင်ပိုကောင်းတာဗျခွန်ကက်ရဲ့ဘေးမှာသူအစီမှာအနာလေးပါတယ်အကျော်လေးကိုကျွန်တော်နင်းချလိုက်တာဗျနင်းချလိုက်တဲ့အချိန်မှာကြောက်ကမစိုးပါဘူးကျွန်တော်ထင်တယ်လို့ပဲအရွယ်ကြီးတော့ရနေတယ်သူကအစီကြောနဲ့ကျွန်တော်တို့ပြောမယ်ဆိုချွန်ရိပ်ပုံစံမျိုးအသက်ကြောနဲ့သူကနှစ်ထပ်ဖြစ်နေတာပေါ့ဗျာနှစ်ထပ်ဖြစ်နေတာကိုအကောင်ခွဲပြီးတော့တေချာပြန်ပြီးတည်ရမှာပေါ့ဗျာအကျော်တွေကြားထဲကနေအရွယ်ရအောင်လိုက်ရမှာပေါ့ဗျာအရွယ်ရရင်ရတယ်လို့ဈေးတက်မှာပေါ့ဗျာဒီကောင်လေးပေါ့ဗျာကျွန်တော်ဒီကနေတစ်ချက်တည်းနင်းချလိုက်တာဗျအနာဘေးကနေအစီရလည်းမစိုးဘူးဗျဒီကောင်လေးပေါ့ဗျာဒါလေးသေးပေမဲ့ဒီကောင်လေးလည်းအစိတ်ပြင်းနေဗျဒီကောင်လေးကျွန်တော်တွေးရောင်တာဒီကောင်လေးလည်းကျွန်တော်တို့10ကြောက်ဖြစ်တာပေါ့ဗျာဒီကောင်လေးလည်း10ကြောက်ဖြစ်တယ်အဲ့ထက်ကနေကျွန်တော်အရွယ်ကြီးပေါ့ဗျာဒီကောင်အရွယ်ကြီးပြန်ဖမ်းတာပေါ့ဗျာအဲ့ပေါက်ကနေအကျော်လေးတော့ပါတယ်ဗျကြောက်သားကျွန်တော်ပြောမယ်ဆိုရင်မျိုးတန်းကတပတ်နှစ်ပတ်လောက်နှုတ်နေတာပေါ့ဗျာကြောက်စီရငိမ့်နေချောကုံကောင်းနေအဂုံနဲ့ပဲကျွန်တော်တို့ကဒီကြောက်ကိုဝယ်တာပေါ့ဗျာဝယ်ပြီးတော့ဖြစ်တဲ့ချိန်မှာအစီလေးလည်းမစိုးဗျဒီကောင်လေးပေါ့ဗျာဒီမှာအမှတ်တင်တဲ့ချိန်မှာသူကကြောက်မွေးလေးထားရဗျကြောက်သားနူးတော့ဒီမှာဗျကျွန်တော်တို့ဘေးနှခမ်းသားလေးတွေမှာကြောက်မွေးလေးတွေအနေချင်းထားတာပေါ့ဗျာအစီပေါ့ဗျာဒီကောင်လေးဗျဒီဝယ်လေးဗျသူကချွန်ရိပ်လေးနဲ့တန်းသွားဗျကြောက်ကအကျော်လေးတော့နည်းနည်းပါတော့ဗျာရှင်ပလိန်တော့ဟိုတိုင်းပလိန်အစီကန်အားတော့မရှိဘူးဗျဒီနှစ်ပွင့်ပေါ့ဗျာဒါလေးကပထမတပွင့်နဲ့ပါဗျအဝိုင်းလေးတပွင့်နဲ့ကိုကျွန်တော်အစိမ့်နဲ့ချိတ်လိုက်တာပေါ့ဗျာကြောက်ကကျွန်တော်တို့ထင်တယ်လို့လိုင်းပေါ်မှာလို့အရွယ်ကြီးရင်ကြောက်ကတန်နေရကြောက်ပါညာဆိုမဟုတ်ဘူးဗျအပြင်ဈေးကွက်မှာတက်ရှိရပါဗျာဒါလေးတွေကကျွန်တော်တို့အကုန်လုံးပေါ့ဗျာပန်းညာလေးတော့ထွက်တယ်အဖြူလေးတော့ထွက်တယ်ဒါကကျွန်တော်တို့ပထမတစ်ကလေးရောင်းနေတက်တော့ပေါ့ဗျာဒါလေးကနောက်ဆုံးကျွန်တော်ကြံတဲ့တက်တော့ပေါ့ဗျာဒါလေးကိုအကုန်ပြီးစီကျွန်တော်130နဲ့ရောင်းလိုက်ပါတယ်